ฮัลโหลมงระอ้าวสวัสดีค่ะမင်္ဂလာပါရှင်ရင်ကဒေးဝမ်3က lesson 1မှာမရင်ကထိုင်းပြည်44လုံးကိုမရင်သင်ပေးခဲ့ပြီးပြီเนาะဒီပြည်44လုံးထဲမှာမှာပေါ့เนาะအတန်အုပ်စုတောင်းအုပ်စုခွဲထားတာပေါ့เนาะထိုင်းဘာသာစကားတွင်ပြည်အုပ်စုတောင်းအုပ်စုခွဲထားပြန်သည်၎င်းတို့မှာအလဲတန်ပြည်အုပ်စုအမြင့်တန်ပြည်အုပ်စုအနှိုက်တန်ပြည်အုပ်စုတို့ဖြစ်ပါတယ်၃မျိုးပါเนาะကဲအလဲတန်ပြည်အုပ်စုက6လောက်ရှိပါတယ်ရှင်กอไก่จอจันดอเด็กดอชดาตอเต๋าตอปะแตะบอใบไม้อ้อปลาอ้ออ่างဆိုပြီးအလဲတန်ပြီးအုပ်စု6လုံးရှိပါတယ်အတူကြောင့်နေနေမှရင်ပြောပြပေးမယ်ဒါကောကြောဒေါဒေါတောတောဘောအောအော်အဲ့လိုအတူကြောင့်နေနဲ့လဲကြက်လို့ရပါတယ်ဒီအလဲတန်ပြေအုပ်စုဆိုလို့ရှိရင်ပေါ့နော်ကြက်ရပါမယ်နော်ဒါကြတော့ကြက်ရံပုံတင်ပြီးဆိုပြီးမှရင်ကရေးထားခြင်းဖြစ်ပါတယ်ကဲအလဲတန်ပြေအုပ်စုမှရင်ကတင်ပေးပြီးသွားပြီပေါ့နော်ဒုတိယပြေအုပ်စုကကြတော့အမြင့်တန်ပြေအုပ်စုမြင့်တန်ပေါ့နော်ခေါ်ခိုင်ခေါ်ခွတ်ชอชิงทอทางทอทุงพอพึ่งฟอฝาซอสาราซอเสือsorry စီဟော်ဟစ်အမြင့်တန်ပြောစုကကြတော့စက်တလုံးရှိပါတယ်အတူကောက်အနေနဲ့ကြက်ရန်ဆိုပြီးမရင်ကအတူကောက်ရှင်းပြပေးပါမယ်ခေါ်ချောထောဖောဖောစောဟောဒါကြတော့အမြင့်တန်ပြောစုစက်တလုံးကကြက်ရပါမယ်နော်ကဲအနှိုက်တန်ပြေအုပ်စုက24လောက်ရှိပါတယ်ရှင်အနှိုက်တန်ပြေအုပ်စုကကြတော့ခေါ်ခွိုင်ခေါ်ခွန်ခေါ်ရခန်းชอช้างชอกระเชอชอกระเชอทอหมอนโททอผู้เฒ่าทอทหารทอเทิงพอพังพอสำเภาฟอฝันสอสู้พอหนกฮู้นอนิงนอหนูยอหญิงยอผู้หญิงรู้และขอระบเนาะยอยักษ์ลอหลิงลอจุลางองูมอมารอเรือวอแหวဆိုပြီး24လောက်ရှိပါတယ်ဒါကြတော့ထိုင်းအနှိုက်တန်ပြေအုပ်စု24လုံးကိုမရင်ရှင်းပြပေးခြင်းဖြစ်ပါတယ်ကဲမရင်ကအတူကြောင့်နေနဲ့မရင်ပြောပြပေးမယ်အတူကြက်ရမှာเนาะခေါ်ချောထောพอฝอสอหอนอนอยอยอลอลองอมอรอวอအတူကြောင့်24လုံးကိုလည်းချက်ပုံမမေ့ပါနဲ့ရှင်မရင်ကဒီနေ့အလဲတန်ပြေအောင်စုအမြင့်တန်ပြေအောင်စုအနှိုက်တန်ပြေအောင်စုဒီအတန်အောင်စုပေါ့နော်တောင်အောင်စုကိုဒီနေ့တင်ခဲ့ပါတယ်ဒီအတန်အုပ်စုတောက်အုပ်စုကိုကြက်ပုံမမေ့ပါနဲ့ဒီအုပ်စုတောက်အုပ်စုကိုတိမ်မှရှေ့ဆက်ပြီးတော့တင်လို့ရမှာဖြစ်ပါတယ်မမရင်ကိုကြည့်တဲ့ရောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကအရင်အကျိုးရှိလိမ့်မယ်လို့မရင်ကထင်ပါတယ်အားလုံးပဲမင်္ဂလာပါကျေးဇူးတင်ပါတယ်ขอบคุณค่ะตั้งคุณดาอ้าวบ๊ายบายค่ะ